ဒါအခုကျွန်တော်နေတဲ့ Tokyo City Tokyo Dome City နာ Ramen ဆိုင်ကြီးတာမှဟိုဘက်ကိုလွန်နေတာပဲဒီမှာနူးတယ်တွေပဲအစုံပါတယ်ကျုပ်တလုံး extra ယူလိုက်တယ်နဲအကြည့်မှဒီမှာ kimchi ရှိသေးတယ်နော် kimchi ရှိတယ်အသား slide တွေရှိတယ်အဲ့မှာတော့နူတယ်ထဲမှာတော့အစုံပြသီးဝက်တွေအများကြီးပဲသလားရိုး ramen noodle နဲ့မတူဘူးဗျပကန်းကြီးကနဲတဲ့အချိန်မှာပေါ့အဲ့ရနဲတဲ့ပကန်းမှာပေါ့ so coke the coke ဒါတော့ free beer water ရှိတယ်ဒါပြင်တော့2နဲ့စားလို့ရတယ်ဒါတော့အခုဒါ ramen ပဲ share ပဲနော်ဒါဖတ်ထုတ်နဲတဲ့အကြီးပါမို့taste ကတော့ဘယ်လိုနေလဲမသိဘူး share ပဲဒါအခုကျွန်တော် Tokyo Dome City နာပေါ့လေ Japanese ဒီဆိုင်ကဆိုင်လည်းတော့မသိဘူးဒီဆိုင်ကရှေ့ပဲပွဲတော့1300ကျတယ်ကဲဝါဒီဆွဲလိုက်အောင်လေပထမဆုံး taste တွေတော့နည်းနည်းမြည်လိုက်ကောင်းတယ်ဗျ share ပဲ